အောင်မြင်မှုကကိုယ့်ရဲ့ကြရှုံကံမဟုတ်ဘူးကိုကသူများကိုအားကြခွင့်ရှိတယ်ဒါပေမဲ့မနာလိုခွင့်တော့မရှိဘူးဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကလူတော်တော်များများကကိုယ့်ရဲ့စိတ်ထဲမှာတိစိတ်ခံစားနေရပေမဲ့ထုတ်မပြောဖြစ်တဲ့ပိုင်းရှင်ခြင်းအကြောင်းအရာပေါ့နော်ဒီလောကကြီးမှာလူတိုင်းကကိုနဲ့ကိုသူများကိုမနှိုင်းရှင်မှုတဲ့လူဆိုတာမရှိဘူးပေါ့နော်အကုန်လုံးကကိုနဲ့ကိုသူများကိုအမြဲနှိုင်းရှင်နေမိတာကြီးပဲသူများရဲ့ achievement သူများရဲ့အောင်မြင်မှုတွေနဲ့ကိုရဲ့မအောင်မြင်သေးတဲ့ကိုအခုမှအလုံးလုံးနေစေကာလတွေနဲ့ကိုနှိုင်းရှင်နေတဲ့လူတွေကအများကြီးပဲပေါ့နော်ဥပမာအဖြစ်ဆိုလို့ရှိရင်ခါလီကျရင်ဖုန်းကိုဖွင့်လိုက်လို့ social media ပေါ်မှာကိုယ့်ထက်အောင်မြင်နေတဲ့လူတွေကိုယ့်ထက်အဆင်ပြေနေတဲ့လူတွေကိုမြင်တဲ့အခါမှာငါကရောဘာလုပ်နေပါလဲဆိုတဲ့အတွေ့အကြုံဝင်မှုသလားကိုရှေ့ဆက်ရမယ့်ခရီးထက်ကိုလုပ်ရမယ့်အလုပ်ထက်သူများတွေအောင်မြင်နေတာကိုကြည့်ပြီးတိတ်ငယ်စိတ်တွေရောဝင်ဘူးလားပြောချင်တာကအဲ့လိုတိတ်ငယ်စိတ်ဝင်နေဆိုတာကကိုရိုင်းကလူသားမို့လို့တိတ်ငယ်စိတ်တွေကဝင်တတ်တာပေါ့နော်နောက်ပြီးတော့အဲ့လိုမျိုးနှိုင်းရှင်ကြည့်မိတာကလည်းတဘာဝပဲဒီအကျင့်ကကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုခိုးယူမသွားအောင်ကျွန်တော်တို့ဘယ်လိုထိန်းချုပ်အောင်လဲဆိုတာဒီနေ့ topic နဲ့ဆွေးနွေးကြည့်အောင်ကျွန်တော်တို့နှိုင်းရှင်မိတဲ့အကြီးမားဆုံးမှာကသူများတွေရဲ့အောင်မြင်ပြီးသား achievement တွေသူများရဲ့အောင်မြင်ပြီးသားလုပ်ငန်းစဉ်တွေနဲ့ကျွန်တော်တို့ရဲ့မပြီးမြောက်သေးတဲ့အလုပ်တွေဘာမှဖြစ်မြောက်သေးတဲ့ process တွေနဲ့တွားပြီးနှိုင်းရှင်မိတာပဲသူများတွေက3နှစ်5နှစ်အလုပ်လုပ်ပြီးတော့အောင်မြင်မှုရတဲ့အချိန်မှာကျွန်တော်တို့အခုမှအစပဲရှိသေးတယ်အစပဲရှိတာဘာလို့သူတို့နဲ့တွားပြီးနှိုင်းရှင်နေရလဲကျွန်တော်တို့အခုမှအစပဲရှိသေးတယ်သူတို့ကပန်းနိုင်ရောက်နေပြီကျွန်တော်တို့တာထွက်လာခြင်းလည်းမတူသလိုတွားနေတဲ့လမ်းကြောင်းချင်းကလည်းမတူဘူးနောက်ပြီးတော့ကျွန်တော်တို့ဒီလိုသူများရဲ့အောင်မြင်မှုနောက်ွယ်မှာသူတို့ကြခဲ့တဲ့မျက်ရည်တွေသူတို့ပေးဆက်ခဲ့ရတဲ့အချိန်တွေသူတို့ရင်းခဲ့ရတဲ့အရင်းနှီးတွေဘယ်လောက်ရှိလဲဆိုတာကျွန်တော်တို့မသိဘူးဘာလို့လဲဆိုတော့လူတိုင်းက social media မှာသူတို့အောင်မြင်ပြီးသားသူတို့လုပ်ခဲ့ပြီးသား achievement တွေအောင်မြင်မှုတွေကိုပဲအများတင်တဲ့အတွက် highlight ပြတဲ့အတွက်သူတို့နောက်ကမှဘယ်လောက်ပင် message ရနေလဲဆိုတာကျွန်တော်တို့မသိဘူးပေါ့နော်နောက်တစ်ချက်ကလေ time zone မတူဘူးတယောက်နဲ့တယောက်ကတာထွက်ခြင်းလည်းမတူဘူးနောက်တစ်ခုပန်းပွင့်တိုင်းကတစ်ချိန်နဲ့မပွင့်ကြဘူးနှင်းစီပန်းနဲ့စပယ်ပန်းပွင့်တဲ့ချိန်ကမတူဘူးဘရောက်ပန်းပွင့်တဲ့ချိန်လည်းမတူဘူးနှင်းစီပန်းကလည်းသူပွင့်မဲ့အချိန်မှပဲသူပွင့်တယ်လို့စပယ်ပန်းကလည်းသူပွင့်မဲ့ရာသီရောက်မှပဲသူပွင့်တယ်အဲ့ဒါကြောင့်ကိုနဲ့ကိုသူများကိုနှိုင်းရှင်နေတာကိုနည်းနည်းလေးအချိန်လေးရှော့ကြည့်လိုက်ပေါ့နော်အဲ့ဒါဆိုရင်ဒီလိုနှိုင်းရှင်တဲ့စိတ်ကိုကျွန်တော်တို့ဘယ်လိုပူစားရမလဲအချက်3ချက်ရှိရပေါ့နော်ဒီနှိုင်းရှင်မှုကိုလှုပ်ဆောင်မှု inspiration အဖြစ်ပြောင်းလဲပါတယောက်အောင်မြင်နေတာကိုမြင်ရင်ဘာတွေချင်းရှိနေရလဲဆိုတာကိုကျွန်တော်တို့ကလေ့လာကြည့်ငါမဖြစ်နိုင်တော့ဘူးလို့မတွေးနဲ့သူတောင်လုံနိုင်သေးတာပဲငါကဘာလို့မလုံနိုင်ရမှာလဲဆိုတဲ့စိတ်မျိုးကိုမွေးတင်တယ်နောက်တစ်ချက်ကလေsocial media ကို detox လုပ်ပါပေါ့နော်ချို့ page တွေဒါမှမဟုတ်တချို့လူတွေရဲ့ post တွေကိုကြည့်ကိုစိတ်တက်ကြလာတယ်လို့ခံစားရတယ် unfollow လုပ်လိုက်နောက်ပြီးတော့ဒီ Facebook တို့ TikTok တို့ Instagram တို့မှာကလေအရန်ကို toxic များတယ်အဲ့ဒါကြောင့်ကိုကဒီရာက reality လားဒါမှမဟုတ်လောက်ချက်ဖန်တီးတာလားဆိုတာကျွန်တော်တို့မသိနိုင်ဘူးအဲ့ဒါကြောင့်အဲ့ဒီຢာတွေကို unfollow လုပ်ထားတာ hide လုပ်ထားတာကကိုရဲ့စိတ်ကြမ်းမာရေးအတွက်အကောင်းဆုံးနည်းလမ်းပါနောက်တစ်ခုကလေကိုရဲ့အောင်မြင်မှုတည်တည်လေးတွေကိုမှတ်တမ်းတင်ညအိတ်ခန်းဒီတိုင်းမှာငါဒီနေ့ဘာလုပ်ခဲ့လဲငါဒီနေ့ဘာတွေကိုအောင်မြင်အောင်လုပ်ခဲ့လဲဆိုတာ list လုပ်ပြီးတော့ပြန်စဉ်းစားကြည့်ပါကိုရဲ့ achievement နဲ့ကိုရဲ့ဒီအောင်မြင်မှုတည်တည်လေးကနေပြီးတော့အားအင်ယူပါဥပမာဒီနေ့ငါစာ9မျက်နှာဖတ်ခဲ့တယ်ဟာငါစာ9မျက်နှာဖတ်လိုက်တယ်ဆိုပြီးတော့ကိုရဲ့ achievement အောင်မြင်မှုတည်တည်လေးကို appreciate လုပ်ပါဒီလိုအသိမွားလေးကနေပြီးတော့ကိုယ့်ကိုယုံကြည်မှု self esteem ကိုတည်ဆောက်ပါအဲ့ဒါကြောင့်လူတိုင်းကတချို့ကအသက်20မှာအောင်မြင်တယ်လို့တချို့ကအသက်ကြီးမှအောင်မြင်ကြတယ်လူတိုင်းကတထွက်လည်းမတူတယ်လို့ပန်းနိုင်ခြင်းကလည်းမတူနိုင်မှာမဟုတ်ဘူးတယောက်နဲ့တယောက်က goals တွေလည်းမတူဘူးလမ်းကြောင်းတွေလည်းမတူဘူးအဲ့ဒါကြောင့်သူ့ရဲ့အောင်မြင်မှုကကိုယ့်ရဲ့ကြရှုံကံမဟုတ်ဘူးကိုကသူများကိုအားကြခွင့်ရှိတယ်ဒါပေမဲ့မနာလိုခွင့်တော့မရှိဘူးသူကလုံနိုင်တရားပဲကိုကဘာလို့မလုံနိုင်ရမှာလဲဆိုပြီးတော့ကိုကိုအားတင်းပြီးစူးစမ်းဖို့လိုတယ်ပေါ့နော်နောက်ဆုံးပြောချင်တာကဒီကမ္ဘာပေါ်မှာကိုလိုလူမျိုးကကိုတယောက်ပဲရှိတယ်တခြားဘယ်သူမှမရှိဘူးအဲ့ဒါကြောင့်ကိုရဲ့နာကျင်မှုနဲ့ကိုရဲ့အရေးချင်းတွေဘယ်သူနဲ့မှလည်းတူနိုင်မှာမဟုတ်ဘူးသူနဲ့မှလည်းနှိုင်းရှင်လို့မရဘူးကိုကတကယ်လို့နှိုင်းရှင်ချင်လို့ရှိရင်သူများနဲ့နှိုင်းရှင်မယ်စားမနေ့ကကိုထက်ဒီနေ့ကိုကဘာတွေပိုကောင်းသွားလဲဆိုတာကိုပဲနှိုင်းရှင်ကြည့်ဒီနေ့ကိုကမနေ့ကကိုထက်ပို
ပိုကောင်းလာလို့ရှိရင်အဲ့ဒါကိုက 1% တိုးတက်လာတာပဲအဲ့ဒါကြောင့်ကိုယ့်ကိုအချိန်ပေးပါကိုယ့်ကိုကျင်တာပါကိုကအခုရှိနေတဲ့အခြေအနေမှာလုံလောက်တဲ့တမိုးရှိနေရလို့တရားဖြစ်နေပြီကျွန်တော်ပြောချင်တာက comparing လုပ်တာကမကောင်းဘူးတော့မဟုတ်ဘူးတကယ်လို့နိုင်ရှိနေဆိုရင်သူများနဲ့နိုင်ရှင်တာထက်ကိုယ့်ကိုလည်းနိုင်ရှင်တာကပိုကောင်းတယ်လို့ပြောချင်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတစ်ခုခုရသွားမယ်လို့ပြောလင့်ပါတယ်ညီမရှိတော့နေလေးပြကြပါစေ